ဒီမှာကုန်းမောင်ကုန်းမောင်ကျော်ရပါတယ်ခင်ဗျပြင်လိုက်ရမလားဟုတ်ကဲ့ပြင်လိုက်ပါမဟုတ်ဘူးကုန်းမောင်ကျော်စောင်းမလို့မဟုတ်ဘူးဒီလမ်းကုန်းမောင်လမ်းလာလို့မေးတာပါကုန်းမောင်လမ်းခင်ဗျကုန်းမောင်လမ်းကကိုအိုးမောင်ဆိုတော့ကျွန်တော်ပဲတွေ့ရတယ်ဝမ်းသာပါတယ်မဟုတ်လေကိုမောင်နဲ့မေးဆက်တာမဟုတ်ဘူးဒီလမ်းထဲမှာဗျာတင်နန်းမူဆိုအမျိုးသမီးကိုသိလားသူ့အမေနဲ့နေတယ်လေတင်နန်းမူသူ့အမေနဲ့နေတယ်ဆိုတော့ကိုမောင်ကလေစစ်တင်မောင်ပြောတာလေဗျာ။စစ်တင်မောင်ပြောတာစစ်တင်မောင်ရှိတယ်ဗျာရှိတယ်စစ်တင်မောင်ရှိတယ်တော်မင်းနဲ့ထင်မထားဘူးလားဒီတိုင်းလွတ်ထားတာဟာအနေရှိတော့ဗောဗျာဘာလို့ရှုပ်ပြောနေလဲခင်ဗျားပြောတဲ့တင်နန်းမူဆိုစစ်တင်မောင် तू ကလက်ဝဲယူပြီးသူ့ကိုသူစစ်တင်မောင်တဲ့ဘာတော့မလုပ်နဲ့နော်ကျွန်တော်တော့တိုင်လို့3ရက်လောက်တော့လိုက်ရတယ်လက်တံပြောင်းလိုက်လား तू ဆွဲထုတ်လိုက်လို့လားမဟုတ်ပါဘူးစားလည်းမရှိဘူးလေသူကြီးပတ်စံသွားကြည့်တယ်မကြည့်ဘူးဆိုလို့တိုင်လို့3ရက်လောက်တော့လိုက်ရတော့ပြောတာများတယ်လူဗျာအခုတော့တက်လို့မိဝဲနေရတယ်နော်ဒါလေလေကိုမောင်ရဲ့ကျေးဇူးကြောင့်ကျွေးစားနာကျွေးစားနေအောင်ပြီးတယ်ဒါနဲ့အဲ့တင်နှဲမှုကိုဘယ်လိုသွားလဲလွယ်ပါဒီလမ်းတဲတယ်သွားနော်လမ်းသုံးလို့ရှိရင်မှတွေ့တဲ့ညာဘက်ကအေးစစ်တင်မအေးပဲဟုတ်ကဲ့ခုတော့ဆိုကျင့်နေတော့ပြီဘာကျင့်တာမတိတ်မဟုတ်ဘူးလေဟိုလက်ဝဲကျင့်တယ်တော့ယူတယ်ဟုတ်ကဲ့ကျေးဇူးပါပဲစားပါပေါ့လားမစားတော့ပါဘူးမစားရင်ရှင်းပါလေဟာရှင်းပါလေတိရမှာဗောကျွန်တော်ထောက်ပေးကြတယ်နော်မစိုးဒီဝအောင်မယ်အဲ့လိုအဲ့2000နဲ့1000ပြန်ပေးဦးတော်ညနေတွေ့နှောင်နေကြမှာပဲယူပါကွာပေးပါမှာခင်ဗျားလေခါညီမလေးဟာဘာလို့ခဏခဏခေါ်နေရလဲနားမပင်ဘူးကြားတယ်ဟုတ်မထူးတော့မကြောက်တယ်လို့ခေါ်မိတာပါထူးတယ်လို့မထူးတာပေါ့နေပါဦးခင်ဗျားနဲ့ကြုံတဲ့ဘာဆိုင်လို့ခဏခဏညီမလေးခေါ်နေရကိုယ့်ရဲ့ညီမလေးရွယ်မို့လို့ညီမလေးလို့ခေါ်မခေါ်နဲ့မကြိုက်ဘူးအကူလာတဲ့ကိစ္စကအကူအဲ့အကူဆိုစကားထပ်မပြောနဲ့နော်ဒီမှာစစ်တင်မတော့ပြောစရာရှင်ဒဲ့ပြောပြီးဒဲ့ရှင်နဲ့ပြောစရာစကားရှင်ဒဲ့ပြောပြီးဒဲ့ရှင်ခင်ဗျားလဲကျတဲ့မှာကစိတ်ကြီးရနော်အဖေနဲ့တူတူထင်တယ်ဟာလာမြန်ပြီဘာအဖေလဲအဖေရောကိုရောလာမပြောနဲ့အဲ့တန်နေမကြားချင်ဘူးအေးထူအောင်ပြောအဆက်တော့ရပြီလားအေးဘယ်တော့စီစဉ်ကြမလဲတေချာမေးထားလိုက်လေထိုးတာဘာမှထိုးမှလဲရိုးရဲဘက်မှာထိုးမှလားငါတို့ဒီတိမ်ပြူဘက်မှာထိုးမှလားအေးဗောလက်ဝဲစိန်ခေါ်ပွဲကြီးဆိုတော့သူ့လည်းတွေ့နေပြီသူကစကားပြောနေနည်းနည်းကိစ္စလေးနှိနေလို့အေးကြီးတဲ့ခန်းနားလို့ရမှာဗောကွာအေးဟုတ်ပြီနောက်မှပြန်ဆက်လိုက်မယ်လေ